အားလုံးပဲပေါ့နော်လိုင်းပေါ်မှာရှိကြတဲ့အကိုအမများအားလုံးပဲမင်္ဂလာပါလို့เนาะကျွန်တော်လူတရကနှုတ်ခွန်းဆက်ပါတယ်ဗျအဲ့တော့လာမယ့်ပွဲက20ရက်4လ2026ပေါ့เนาะဆိုတော့တနင်္လာနေ့ကနေစလို့တောက်ကြနေ့အထိပေါ့တပတ်စာလိုက်ကလေးတွေပေါ့เนาะကျွန်တော်အနေနဲ့မလွှင့်တာလဲကြံခဲ့တဲ့ပွဲရလဲကျွန်တော်မလွှင့်ဘူး2ရက်ထဲထွက်တာဆိုတော့ပေါ့เนาะဟိုပွဲတုန်းကတော့ကျွန်တော်လွှင့်ပေးခဲ့ပါတယ်ကြံခဲ့တဲ့ရှေ့ရခင်ပွဲတွေတုန်းကတော့လွှင့်ပေးခဲ့တယ်ကြံခဲ့တဲ့ပွဲကတော့ကျွန်တော်မလွှင့်ဘူးပေါ့เนาะအဲ့တော့ဒီပွဲမှာပြန်လွှင့်ပေးတဲ့အခါကျတော့တချို့ကလည်းကျွန်တော်ကိုလွှင့်မယ်လို့မထင်တော့စောင့်လည်းမကြည့်ကြတော့တာလည်းပါရင်လည်းပါမယ်ပေါ့เนาะဆိုတော့အဲ့တော့နောက်တွေ့တော့လဲနောက်တွေ့တဲ့သူတွေကကြည့်ပေါ့တော်တော်ဆယ်ကတော့ကျွန်တော်ကတော့ပြစရာရှိတာလေးတော့ပြပေးသွားမယ်ပေါ့เนาะအဲ့ဒီတော့ကရဲထဲဆိုတဲ့အကောင့်ကတော်တော်ခက်နေပြီဆိုတော့ရေးကြကိုကြိုက်တာကိုရေးကြเนาะအဲ့တော့ဘာတွေလာရေးလို့ရေးမှန်းလည်းမသိရေးစေတနာနဲ့မတန်တဲ့လူကြီးရေးအဲ့တော့ဟုတ်ပါပြီပေါ့เนาะဆိုတော့လာမယ့်ပွဲအတွက်ပေါ့ခဏလေးပါလို့ဖုန်းမခေါ်ပါနဲ့အောင်เนาะဆိုတော့ကဒါဝမ်းလို့အဲ့ဒီတော့ကြည့်ကျင်တဲ့သူလည်းကြည့်ပေါ့ဗျာမကြည့်ကျင်တဲ့သူလည်းမကြည့်နဲ့ပေါ့နော်ပြီးခဲ့တဲ့ဘိုက်ကဒိုင်းနေနားရလို့မထိုးရဘူးတဲ့ခွန်ပတ်တီးလေးနှမျောစရာအင်းပေါ့ဗျာလို့နော်ပါတတ်နိုင်ပါလဲနားမှာပေါ့သူတို့လည်းဒီ2ရက်ထဲကတော့သူမနာကိုမနာနားတော့တာကောင်းပါတယ်နော်အဲ့တော့လာမယ့်ပွဲကတော့ရက်ပြည့်ပေါ့နော်တစ်ပတ်လုံးပြန်ထွက်တဲ့ပွဲပေါ့အဲ့တော့ချို့ကလည်းထင်တာပေါ့နော်2ရက်ထဲထွက်တဲ့အခါကျတော့လူတရတို့ပြစရာမရှိလို့တက်မှလာပါမလားပေါ့နော်ဒါကတော့တူကိုပါပဲနော်ဟုတ်ပါပြီကွန်မန့်ရေးနေတော့အကိုအမများအားလုံးပဲကျေးဇူးတင်ပါတယ်လို့မင်္ဂလာပါလို့အားလုံးနော်ဆိုတော့2ရက်ထဲထွက်လဲမွေးကနန်းဆိုတာထုတ်ရင်ထုတ်တဲ့လောက်ထွက်တာပါပဲနော်အဓိကကြတာတော့မွေးကနန်းကိုပဲဦးစားပေးရတာပေါ့နော်တော့ဆိုနေပြီလို့ဘယ်ကောင်ကြီးကဘာတွေလာပြီးမှန်ရနန်းတို့ရဲထက်တို့ဘာကောင်နေလဲဘလို့ကောင်နေလဲကဲပြောကြည့်စမ်းနည်းနည်းတော့ပြောကြည့်စမ်းဘာလို့မကျင်တတ်တာလဲဘာဖြစ်ချင်တာလဲပြောကြည့်စမ်းခင်ဗျားတို့နဲ့ကြုံနဲ့ဘာရန်ညိုးရှိလဲဘာတွေပြောဘူးလဲအကောင့်နေထိမှဆိုလို့တိတ်မပြောတာခင်ဗျားတို့ဘာလဲပြောကြည့်စမ်းခင်ဗျားတို့ကဘာကောင်နေလဲဒါမပြဘဲနဲ့ကြုတ်ကပြန်ဆင်းရမှာလားဘလို့လဲတိတ်မပြောချင်ဘူးเนาะခင်ဗျားတို့ပြောရင်လည်းတိတ်လူလို့မပြောတတ်ဘူးကြိုပြောထားတာစိတ်ရှည်နေကောင်းတယ်စိတ်တူတဲ့အခါနဲ့တွေ့မကောင်းတော်ကူကျွန်တော်စိတ်ရှည်တဲ့လူပြောခါကြစိတ်တူတယ်ကောင်းတူတွေနဲ့ကြုံရပြီးပြောကဲအဲ့တော့ဟုတ်ပါပြီပေါ့နော်ဆိုတော့လာမယ့်ပွဲအတွက်ပေါ့ခွန်1နဲ့ခွန်6 4ချိန်လုံးထိုးပါတယ်တဲ့ဟုတ်တယ်လို့ကြံခဲ့တဲ့ပွဲကမွေးကနန်းလွဲသွားတယ်နော်အဲ့တော့ဒီပွဲကိုမျှော်ပေါ့ဘာပဲဖြစ်ကျွန်တော်ဘသူကိုမှမပို့သေးတာပါနော်မပို့သေးဘူးဆိုတာပို့ကိုမပို့ရသေးတာအလုပ်တွေမအားလို့နော်စိတ်ကိုဖြူအောင်ထားလိုက်ပါငါတူကားတဲ့ဒါတဲ့ဖြူအောင်လဲကျွန်တော်မထားတတ်တော့ဘူးလို့နော်အလုပ်ကမလုပ်ရသေးဘူးအကုသိုလ်ကတက်တယ်တခါလေကြာရင်လဲကျွန်တော်ကဘာတွေလှုပ်ထားမိလို့လဲပေါ့သူတို့အပေါ်မှာပေါ့နော်ဒါကလည်းအရေးကြီးသေးတယ်တခါကြာရင်လဲကျွန်တော်တို့လည်းပုရုဇဉ်တွေစိတ်ဆိုးတတ်တယ်ပေါ့နော်စိတ်တူတတ်တယ်ဒါအမှန်ပြောတာကိုဟာနဲ့ကိုအလုပ်တွေခြားလဲပါလဲရမ်းနေအောင်ရှုပ်တဲ့ကြားနေတော့မှ
ကျွန်တော်လုပ်နေတာပဲပေါ့နော်အလုပ်တွေချလဲပါလဲရမ်းနေဆိုတာကပြောချင်တာကဒီပွဲဆို2ရက်ထဲထွက်တယ်ကြံခဲ့တဲ့ပွဲရ2ရက်ထဲထွက်တဲ့အထဲထဲကနေကျွန်တော်မှာက line ပေါ်မှာပြနိုင်အောင်ကျွန်တော်စူးစမ်းပြီးပြပေးတာအခြားကြောင့်မဟုတ်ဘူးကျွန်တော်လူရင်းနေနာမှာဆိုလို့နော်အစွန်အဖျားအခုမှတက်လာပြီးတခါမှမတွေ့ဘူးတဲ့အကောင့်တွေကဗယံပရာတက်ပြောချင်ရတယ်အဲ့တော့ဆိုးသားတစ်ခါတရံကြရင်အခုလိုပြောပေးတာကိုကျေးဇူးတင်ပါတယ်နော်အဲ့တော့ကျွန်တော်လည်းတားတဲ့တော့သိပြီးဖြူစင်အောင်မထားတတ်တော့ဘူးကျွန်တော်အကြောင်းလည်းသိမှာပါဆိုတော့ကဲဟုတ်ပါပြီပေါ့နော်9မိနစ်တောင်ရှိသွားပြီဆိုတော့အစတည်းကလည်းဘယ်လိုပြောရမလဲကျွန်တော်လည်းမပြတာကြားတဲ့အခါကျတော့အခုမှစပြတဲ့အခါကျတော့ဒီပွဲကလည်းပေါ့နော်သိကြည့်မယ်သူလည်းဘယ်ရှိပါမလဲမရှိတာလည်းပြဿနာမဟုတ်ပါဘူးနော်ဒါပေမဲ့ကျွန်တော်လူရင်းနေအောင်ကျွန်တော်လိုက်လွှင့်ပြီးရင်လည်းတွေ့မှာပါပဲเนาะအဲ့တော့ကျွန်တော်တိတ်အချိန်ကြီးအကြာကြီးလည်းမစောင့်ပါဘူးကျွန်တော်အကြာကြီးလည်းပြမှာမဟုတ်ပါဘူးเนาะအဲ့တော့တဲ့အဲ့ဒီတော့ကျွန်တော်တို့စလိုက်ရအောင်ပေါ့เนาะနီးစပ်ရာနီးစပ်ကြောင်းပေါ့နီးစပ်ရာနီးစပ်ကြောင်းလမ်းကောင်းလေးတော့စလိုက်ရအောင်တဲ့ဆိုတော့ကစလိုက်ကြပါစို့တဲ့ဆိုတော့ခဏနေကတော့အများကြီးလဲထုတ်မှာမဟုတ်ပါဘူးเนาะထုတ်ရင်တော့ထုတ်တော့ထွက်လာမှာပါပဲပေါ့เนาะဆိုတော့တဲ့ဖုန်းကလည်းခေါ်တယ်တဲ့အဲ့တော့တုတ်လေးပဲသွားလိုက်ကြပါစို့เนาะကျွန်တော်ပြချင်တာလေးကိုကျွန်တော်တုတ်လေးပြပြီးသွားရင်တော့ပြန်ဆင်းကြပါစို့ပေါ့ဆိုတော့အဲ့တော့ကျွန်တော်တို့လာမဲ့ပွဲအတွက်ပေါ့เนาะအားပြုစရာစနစ်လေးတစ်ခုတော့တွေ့ပါတယ်တဲ့အဲ့ဒါလေးကတော့ဗာလဲဆိုရင်ကျွန်တော်တို့ဒါကိုတစ်ချက်စဉ်းစားရမယ်ပေါ့เนาะဒါလေးကတော့လာလဲရှည်ခဲ့ပြီဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့အတွက်အားကိုးစရာလေးလေးဖြစ်မယ်လို့ထင်တယ်ပေါ့နော်ဒါလေးကိုပထမအဆုံးကျွန်တော်တို့သွားလိုက်ရအောင်လို့နော်ဆိုတော့ကြာတာပရင်းနေမနက်စေးနောက်ပိတ်ရတောက်ကြမနက်စေးထိတ်စီးရဲတဲ့နော်ဒီ9ဒီ1နှလုံးပေါင်း6ရဲလို့ဖြစ်လို့နောက်ပွဲမှာ6ရဲပါဝါ1 6တစ်ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့ကျွန်တော်တို့ခွန်4ဒီပရိတ်1ပါတဲ့နော်56ဒီပရိတ်1ပေါ့နော်ဒီပွဲကတော့ယူလို့မရဘူးကြာတာပရိတ်ပိတ်ထားတယ်အဲ့တော့ကျွန်တော်တို့ဒီ6ဒီ2နှလုံးပေါင်း8ရဲလို့ဖြစ်လို့နောက်ပွဲမှာ8 3ကပရိတ်တဲ့နော်8ရဲပါဝါ3အဲ့တော့8 3ကပရိတ်ဆိုပြီးတော့8 3ပရိတ်တဲ့ဆိုတော့8 3ပရိတ်ထဲက80နဲ့1ဆိုတဲ့ကဏ္ဍဒီပရိတ်8ပါတဲ့နော်အဲ့တော့ခဏလေးပါလို့နော်ဆိုတော့အဲ့တော့ကျွန်တော်ကြာတာပရင်းနေမနက်စေးနောက်ပိတ်ရဲတောက်ကြမနက်စေးထိတ်စီးရဲတဲ့ဒီ1ဒီ9နှလုံးပေါင်း6ရဲလို့ဖြစ်လို့6ရဲပါဝါ1 6တစ်ဒီနောက်ပွဲမှာပရိတ်ဆိုတော့9တစ်ဒီပရိတ်6 4ခွန်ဒီပရိတ်1ပေါ့နော်1 6ပရိတ်ထဲကတစ်မျိုးထွက်ရမယ်လို့ပြောချင်တာပေါ့အဲ့တော့ဒီ1ဒီခွန်နှလုံးပေါင်းချင်း8ရဲလို့ဖြစ်လို့နောက်ပွဲမှာ8 3ပရိတ်တစ်မျိုးထွက်ရမယ်ဆိုတော့3ည8ဒီပရိတ်8တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီ9ဒီ4နှလုံးပေါင်းချင်း6ဖြစ်လို့6 4ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့31ဒီပရိတ်4 81ဒီပရိတ်9တဲ့နော်6 4ပရိတ်ခဲကအဲ့ဒီတော့ကကျွန်တော်တို့ဒီမှာကျတော့ဒီ2ဒီ9နှလုံးပေါင်းချင်းဒီ1ရဲလို့ဖြစ်လို့1 6ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့60ဒီပရိတ်6 4 2ဒီပရိတ်6တဲ့နော်ဒီပွဲကတော့တောက်ကြပိတ်ထားလို့ sorry တောက်ကြပိတ်ထားလို့ယူလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ3ဒီ3ညနှလုံးပေါင်း3ရေလို့ဖြစ်လို့38ဒီနောက်ပွဲမှာပရိတ်ဆိုတော့3ည3ဒီပရိတ်3 85ဒီပရိတ်3 86ဒီပရိတ်3 94ဒီပရိတ်3နဲ့နော်38ပရိတ်ထဲကပရိတ်3ထွက်ပါတယ်လို့အဲ့တော့ကျွန်တော်တို့ဒီ9ဒီ9နှလုံးပေါင်းခြင်းဒီ3ညရေလို့ဖြစ်လို့3ည9ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့41ကပရိတ်9တဲ့နော်96ကပရိတ်9 88ကပရိတ်9ပေါ့နော်3ည9ပရိတ်ထဲကအဲ့တော့ကျွန်တော်တို့ဒီ9ဒီ9နှလုံးပေါင်းခြင်းဒီ4ရေလို့ဖြစ်လို့4 9ပရိတ်ထဲကတစ်မျိုးထွက်ရမယ်ဆိုတော့ခွန်ဒီပရိတ်4တဲ့နော်ဒီပွဲမှာအဲ့တော့ကျွန်တော်တို့ဒီဘက်ကိုရွှေ့လိုက်ရအောင်လို့နော်ဆိုတော့ကဒီပွဲကတော့ကျွန်တော်တို့တောက်ကြမရှိတော့ယူလို့မရဘူးနော်တောက်ကြတွေကြာတာပရိတ်တွေတရက်မှမရှိထားတယ်အဲ့တော့ကျွန်တော်တို့ဒီ3ညဒီ4နှလုံးပေါင်းခြင်းဒီ4ရေလို့ဖြစ်လို့4 9ပရိတ်ဒီနောက်ပွဲမှာတစ်မျိုးထွက်ရမယ်ဆိုတော့ကတဲ့4 9ပရိတ်ထဲကကျွန်တော်တို့ဘာထွက်လဲဆိုရင်တဲ့3ည4ဒီပရိတ်4 82ဒီပရိတ်9တဲ့နော်
အဲ့တော့ဒီလေးဒီခွန်နှလုံးပေါင်းခြင်း1ရေလို့ဖြစ်လို့16ပရိတ်ဒီနောက်ပွဲမှာတစ်မျိုးထွက်ရမယ်ဆိုတော့ကျွန်တော်တို့16ပရိတ်ထဲကဘာထွက်လဲဆိုတော့42ဒီပရိတ်6တဲ့16ပရိတ်ထဲကအလလခဏလေးစောင့်ပါလို့နော်ပြန်ချနေတာခဏလေးစောင့်ပေးပါဒီနှစ်ဒီလေးနှလုံးပေါင်းခြင်းဒီ6ရေလို့ဖြစ်လို့6တစ်ပရိတ်ဒီနောက်ပွဲမှာတစ်မျိုးထွက်ရမယ်ဆိုတော့51ဒီပရိတ်6 60ဒီပရိတ်6နော်6တစ်ပရိတ်ထဲကအဲ့တော့ဒီခွန်ဒီ9ပေါ့ခဏလေးပါလို့ဒီခွန်ဒီ9နှလုံးပေါင်းခြင်းဒီ2ရေလို့ဖြစ်လို့2ခွန်ပရိတ်ထဲကတစ်မျိုးထွက်ရမယ်ဆိုတော့25ဒီပရိတ်ခွန်တဲ့နော်2ခွန်ပရိတ်ထဲက16ဒီပရိတ်ခွန်16ပရိတ်ခွန်ပေါ့နော်2ခွန်ပရိတ်ထဲကလည်းတစ်မျိုးထွက်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီ9ဒီ4နှလုံးပေါင်းခြင်း9ရေလို့ဖြစ်လို့9လေးပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့63ဒီပရိတ်9တဲ့နော်အဲ့တော့ဒီ8ဒီ3ညနှလုံးပေါင်းခြင်း8ရေလို့ဖြစ်လို့83ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့26ဒီပရိတ်8တဲ့နော်83ပရိတ်ထဲကခဏလေးပါလို့နော်99ပရိတ်8ပေါ့နော်ဒါတွေကအဲ့တော့ကျွန်တော်တို့ဒီ9ဒီ3ညနှလုံးပေါင်းခြင်း9ရေလို့ဖြစ်လို့9 3ညပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့19ဒီ3ညပရိတ်တဲ့4တစ်ပရိတ်9 4တစ်ပရိတ်9 64 3ညပရိတ်ပေါ့နော်ဆိုတော့တဲ့ကျွန်တော်တို့ဒီလေးနှလုံးပေါင်းခြင်းဒီ8ရေလို့ဖြစ်လို့83ပရိတ်ဒီနောက်ပွဲမှာတစ်မျိုးထွက်ရမယ်ဆိုတော့1ခွန်ဒီပရိတ်8 13ဒီပရိတ်3တဲ့နော်အဲ့တော့ဒီ8ဒီ6နှလုံးပေါင်းခြင်း4ရေလို့ဖြစ်လို့ပေါ့နော်ခဏလေးစောင့်ပါလားလို့ဘယ်လိုဖြစ်လို့နင်းကန်ခေါ်နေတာလဲလို့4 9ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့ကကျွန်တော်တို့54ဒီပရိတ်9တဲ့86ဒီပရိတ်4 40ဒီပရိတ်4တဲ့နော်4 9ပရိတ်ထဲကအဲ့တော့ဒီ9ဒီ6နှလုံးပေါင်းခြင်းဒီ1ရေလို့ဖြစ်လို့16ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့ကတဲ့ကျွန်တော်တို့16ပရိတ်ထဲက30ဒီပရိတ်1တဲ့9 1ဒီ96ဒီပရိတ်1တဲ့နော်51ဒီပရိတ်6တဲ့16ပရိတ်ထဲကနော်အဲ့တော့ကျွန်တော်တို့ဒီ1ဒီ4နှလုံးပေါင်းခြင်းဒီ9ရေလို့ဖြစ်လို့9 3ညပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့ကျွန်တော်တို့အဲ့ထဲထဲမှာ9 9ဆိုပြီးတော့3ညပရိတ်ထွက်ပါတယ်တဲ့နော်9 9ဆိုတော့3ညပရိတ်မပြပဲတော့ထိုင်ဆောင်အောင်မလို့ဖြစ်နေပြီဆိုတာလို့ဖြစ်နေပြီလူ200ကြည့်လို့တယောက်တည်းပဲဆဲပါစီတဲ့အဲ့ဒီမှာမဖတ်ဖဲနေပြီပါဟုတ်ကဲ့ပါလို့နော်ဆိုတော့ကိစ္စမရှိပါဘူးတခါကြတော့ကျွန်တော်လည်းစိတ်တူတာပေါ့ဗျာဘာရင်မဟုတ်ဘူးเนาะကျွန်တော်ဟာနဲ့ကျွန်တော်စိတ်တူနေတဲ့အချိန်မှာတက်လာဆိုဘာမှမပြောရသေးဘူးဘာစကားမှတခွန်းမှမပြောရသေးဘူးသူတို့ကစလာယူမှန်နေမှန်ဟုတ်မှမဟုတ်တာပေါ့เนาะအဲ့တော့မဟုတ်ဘူးဆိုတော့ကျွန်တော်ပြောခဲ့တာကြီးအောင်ဘာတွေများသူတို့အပေါ်မှာလွဲမှားသွားတာတွေပါလို့လေပေါ့เนาะနောက်တစ်ခုကလည်းကျွန်တော်လည်းဘာတွေများမဟုတ်တာတွေလိန်ပြနေလို့လေပေါ့အကောင်းဆုံးကျွန်တော်လည်းပြပေးနေတာပါပဲเนาะအဲ့တော့ကဲဟုတ်ပါပြီဆိုတော့မှားတဲ့အခါလည်းရှိတယ်လို့မှန်တဲ့အခါလည်းရှိမှာပေါ့ဒါကတော့လေတဘာဝပဲကျွန်တော်လည်းတက်အပ်မမြင်ရဘူးဒါပေမဲ့အကောင်းဆုံးနဲ့ချိန်နေအထိတော့ကျွန်တော်တက်တဲ့လောက်မှတ်တဲ့လောက်တွေးတဲ့လောက်မြင်တဲ့လောက်ကိုကျွန်တော်တက်တဲ့လောက်ကျွန်တော်ပြပေးတာပေါ့နော်မကြိုက်ရင်ကြော်သွားလို့ရတာပဲဒါပေမဲ့သူတို့ဘက်ကတခါတရံကြရင်အဲ့လိုလေးတွေကပြဿနာရှာတာကဲဟုတ်ပါပြီရှာခြင်းမရှာခြင်းရလည်းကိစ္စမရှိပါဘူးနော်အဲ့တော့ကျွန်တော်တို့ကြာသာပရိနေမနက်ဈေးထိပ်စီတောက်sorry ကြာသာပရိနေမနက်ဈေးနောက်ပိတ်တောက်ကြမနက်ဈေးထိပ်စီပေါ့နော်ဒီ3ဒီ5နှလုံးပေါင်း8ရေလို့ဖြစ်လို့တဲ့ကဲခေါ်စမ်းဟာခေါ်စမ်း83ပရိတ်ဒီနောက်ပွဲမှာတစ်မျိုးထွက်ရမယ်ဆိုတော့3ည3ဒီပရိတ်3ပါတဲ့နော်83ပရိတ်ထဲကအဲ့တော့ဒီ8ဒီ1နှလုံးပေါင်း9ရေလို့ဖြစ်လို့6 4ပရိတ်ဒီနောက်ပွဲမှာတစ်မျိုးထွက်ရမယ်ဆိုတော့63ဒီပရိတ်9ပါတဲ့နော်အဲ့တော့ဒီ2ဒီ5နှလုံးပေါင်းခွန်ရေလို့ဖြစ်လို့ခွန်2ပရိတ်ဒီတစ်မျိုးထွက်ရမယ်ဆိုတော့3ညခွန်ဒီပရိတ်ခွန်3 9ဒီပရိတ်2တဲ့နော်အဲ့တော့ကျွန်တော်ဒီခွန်ဒီ3နှလုံးပေါင်းခြင်း3ညရေလို့ဖြစ်လို့ဒီပွဲမှာ3ည5ဒီပရိတ်တဲ့နော်ပရိတ်လိုက်ခြင်းတဲ့အကူဒီအမတွေက3ည5ပရိတ်အဲ့တော့3ည5ပရိတ်ကိုကျွန်တော်တို့ပြန်ပြီးတော့ကဏ္ဍလေးပြန်ကျင်းကြည့်လိုက်ရအောင်ပေါ့နော်ကဏ္ဍကတော့တတ်နိုင်တဲ့လောက်တော့ကျွန်တော်ကျင်းပေးပါမယ်ပေါ့နော်အဲ့တော့တဲ့ခဏလေးကြာကင်ပေးလိုက်မယ်အဖုန်းတော်အရေးကြီးနေပုံရတယ်
အဲ့ဒီတော့ကတဲ့နော်မကင်မရလို့ကင်လိုက်ရတာပါလို့နော် line တော့နဲ့ကြာသွားပြီထင်တယ်ကဲဟုတ်ပါပြီမကင်ရင်လည်းဒီညပြီးမှမဟုတ်တော့ဘူးခေါ်နေတာကျွန်တော်လည်းစကားမပြောပါဘူးရှေ့မှာနော်အဲ့တော့ကဲဟုတ်ပြီတဲ့ကျွန်တော်တို့ကအဲ့တော့9-3ညဘရိတ်ပေါ့နော်9-3ညဘရိတ်ဆိုရင်တဲ့နော်ကျွန်တော်တို့အတတ်နိုင်ဆုံးစဉ်းစားပေးရမယ့်အချက်လေးတွေပေါ့နော်အဲ့တော့တဲ့အဲ့တော့ကျွန်တော်တို့ဘယ်ပွဲကစမလဲဆိုရင်တဲ့9-3ညဘရိတ်ကိုကျွန်တော်တို့ဘာကပ်ပြီးစဉ်းစားမလဲပေါ့နော်ဆိုတော့အပင်ကတော့ဘာပဲဖြစ်ပေါ့နော်အပင်နုပဲရမယ်အပင်အရင်တော့မရဘူးပေါ့နော်ကကနန်းဆိုတာအပင်သိရင်းမှုတော့မလွယ်ထပါဘူးလို့နော်ဒီလိုလေးတော့ပြောရမှာပေါ့အဲ့တော့ဒီ9ဒီ3ညနှလုံးပေါင်း9လို့ဖြစ်လို့ဒီပွဲမှာ9-3ညပဒိတ်လို့ဆိုလိုက်တဲ့အချိန်မှာတဲ့ဒါကပဒိတ်ကတော့ဒီထိတ်ကလာတာနော်ဒါပေမဲ့ကျွန်တော်ဒီကပဲစပြီးတော့ပြပေးတယ်ဆိုတာဒီမှာမှကပ်ပင်ကမိတာမလို့ဒီကစတာနော်9-3ညပဒိတ်ကိုဘာနဲ့ပြီးရမလဲဆိုရင်တဲ့ကျွန်တော်တို့ဟောဒီကတောက်ကြနေမနက်စီနောက်ပိတ်ရေကြာသာပရိညနေစီနောက်ပိတ်ရေတောက်ကြညနေစီနောက်ပိတ်ရေတဲ့နော်336 3လုံးပေါင်းခြင်း9ရေလို့ဖြစ်လို့9ရေပါဝါ4 9လေးထိတဲ့9-3ညပရိတဲ့နော်9လေးထိတဲ့9-3ညပရိဆိုရင်1-9ဒီ9လေးထိတဲ့3ညပရိပါ1-4ဒီ9လေးထိတဲ့9ပရိပါ4-1ဒီ9လေးထိတဲ့9ပရိပါ6-4ဒီ9လေးထိတဲ့3ညပရိပါလို့နော်အဲ့တော့ကျွန်တော်တို့ဒီလေးနှလုံးပေါင်းခြင်း8ရေလို့ဖြစ်လို့ဒီပွဲမှာ8-3ကပရိတဲ့နော်8ရဲ့ပါဝါ3 8-3ကပရိအဲ့တော့8-3ပရိကိုကျွန်တော်တို့ဘာနဲ့ပြီးရမလဲဆိုရင်တောက်ကြမနက်ဈေးနောက်ပိတ်ကြာသာပရိညနေဈေးနောက်ပိတ်တောက်ကြညနေဈေးနောက်ပိတ်တဲ့နော်1-2-4-3လုံးပေါင်းခြင်းဒီခွန်ရယ်လို့ဖြစ်လို့ခွန်ရဲ့ပါဝါ2ခွန်2ထိတော့8-3ပရိတဲ့နော်အဲ့တော့ခွန်2ထိတော့8-3ပရိဆိုရင်1ခွန်ဆိုတဲ့ကဏ္ဍဒီခွန်2ထိတော့ပရိ8ပါလို့နော်1-2ဆိုတဲ့ကဏ္ဍဒီခွန်2ထိတော့ပရိ3ပါလို့နော်အဲ့တော့3-8ပရိပေါ့ဆိုတော့ဒီ6ဒီ8နှလုံးပေါင်းပြဿနာဒီ6ဒီ8နှလုံးပေါင်း4ရယ်လို့ဖြစ်လို့ဒီပွဲမှာ4-9ကပဒိတဲ့နော်အဲ့တော့4-9ပဒိကိုကျွန်တော်တို့ဘာထိရမလဲဆိုရင်တဲ့တောက်ကြနေမနက်ဈေးနောက်ပိတ်ကြာသာပရိညနေဈေးနောက်ပိတ်တောက်ကြညနေဈေးနောက်ပိတ်တဲ့3-2-9 3လုံးပေါင်းခြင်း4ရယ်လို့ဖြစ်လို့4ရဲ့ပါဝါ9 4-9ထိတော့4-9ပဒိတဲ့နော်အဲ့တော့4-9ထိတော့4-9ပဒိဆိုရင်ဟောဒီက40ဆိုတဲ့ကဏ္ဍကြီးပြဿနာပဲတဲခေါ်ကြတာပဲဟောဒီက40ဆိုတဲ့ကဏ္ဍဒီ4-9ထိတော့ပရိတ်4ပါလို့နော်54ဆိုတဲ့ကဏ္ဍဒီ4-9ထိတော့ပရိတ်9ပါလို့နော်4-9ထိတော့4-9ပရိတ်ပေါ့နော်အဲ့တော့ဒီ9ဒီ6နှလုံးပေါင်းခြင်း1ရေလို့ဖြစ်လို့ဒီပွဲမှာ1-6ကပရိတ်တဲ့နော်အဲ့ဒီ1-6ပရိတ်ကိုဒီ6ဒီ4 3လုံးပေါင်းခြင်း6ရေလို့ဖြစ်လို့6ရေပါဝါ1 6-1ထိတော့1-6ပရိတ်တဲ့နော်1-6ပရိတ်ကို6-1ထိရဲ့1-6ပရိတ်ဆိုတော့ကကျွန်တော်တို့50-1ဆိုတဲ့ကဏ္ဍဒီ1-6ထိတော့1ထိတော့ပရိတ်6ပါလို့နော်အဲ့တော့50-6ဆိုတဲ့ကဏ္ဍဒီ6ထိတော့ပရိတ်1ပါလို့နော်အဲ့တော့ဒီ1နှလုံးပေါင်းခြင်းဒီ9ရယ်လို့ဖြစ်လို့ဒီပွဲမှာ9-3ညကပရိတ်တဲ့နော်အဲ့ဒီ9-3ညပရိတ်ကိုဒီ3ညဒီ6ဒီ4 3လုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့3ညပါဝါ9 3-5ထိတော့9-3ညပရိတ်တဲ့နော်အဲ့တော့ကျွန်တော်တို့က9-5ဆိုတဲ့ကဏ္ဍဒီ3-5ထိတော့ပရိတ်3ညပါလို့ဒီလိုပြောရမှာပေါ့နော်9-5အဲ့တော့နောက်တစ်ချက်ပေါ့ဒီ3ဒီ9နှလုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့8-3ကပရိတ်တဲ့ဒီပွဲထဲမှာပေါ့နော်ခဏလေးပါလို့နော်အဲ့တော့8-3ကပရိတ်တဲ့အဲ့ဒီ8-3ပရိတ်ကိုမှကျွန်တော်တို့ဒီ9ဒီ3ညဒီ8ပေါ့3လုံးပေါင်းခြင်း3ရယ်လို့ဖြစ်လို့3ရယ်ပါဝါ8 3-8ထီတော့8-3ပရိတ်တဲ့3-8ထီတော့8-3ပရိတ်ကဟောဒီမှာတောက်ကြညနေရောက်မှ3-3ဆိုပြီးတော့3-8ထီတဲ့ပရိတ်3ပေါ့နော်8-3ပရိတ်ထဲကပရိတ်3ထွက်သွားပါတယ်တဲ့နော်အဲ့တော့ကျွန်တော်နောက်တစ်ချက်ပေါ့ဒီ9ဒီ1နှလုံးပေါင်းခြင်း9ရယ်လို့ဖြစ်လို့9ပါဝါ4 9-4ကပရိတ်တဲ့နော်အဲ့တော့ကျွန်တော်တို့ဒီ9ဒီ8ဒီ3 3လုံးပေါင်းခြင်း6ရယ်လို့ဖြစ်လို့6ရယ်ပါဝါ1 6-1ထီတော့9-4ပရိတ်တဲ့6-1ထီတော့9-4ပရိတ်ဆိုတော့63ဆိုတဲ့ကဏ္ဍဒီ6ထီပါတယ်ပ
break 9ပါလို့เนาะ6လေး break ထဲက break 9 6တစ်ထိရော6လေး break ဆိုတော့63ဒီ break 9ပါလို့6တစ်ထိရယ်เนาะအဲ့တော့နောက်တစ်ချက်တဲ့ဒီနှစ်ဒီငါနှလုံးပေါင်းခြင်းခွန်ရယ်လို့ဖြစ်လို့ခွန်ရဲ့ပါဝါနှစ်ခွန်နှစ်က break တဲ့ဒီပွဲထဲမှာเนาะအဲ့တော့ခွန်နှစ်က break ဟောဒီကဒီ3ပေါ့နော်3လုံးပေါင်းရင်9ရယ်လို့ဖြစ်လို့9ရဲ့ပါဝါ4နော်9လေးထီတော့ခွန်နှစ်ပရိတ်တဲ့အဲ့တော့9လေးထီတော့ခွန်နှစ်ပရိတ်ဆိုတော့ကျွန်တော်တို့93ဆိုတဲ့39ဆိုတဲ့ကဏ္ဍဒီ9လေးထီတော့ပရိတ်နှစ်ပါလို့နော်9လေးထီတော့ပရိတ်နှစ်90နဲ့39နော်အဲ့တော့ကျွန်တော်တို့လာမယ့်ပွဲကိုကြည့်ရင်တဲ့ဒီခွန်ဒီ3နှလုံးပေါင်းခြင်း3ညရယ်လို့ဖြစ်လို့305ကပဋိတဲ့နော်အဲ့တော့305ပဋိကိုကျွန်တော်တို့ဒီ9ဒီ3ညဒီ9နော်တောက်ကြမနေ့ဈေးနောက်ပိတ်ကြာတာပရိညနေဈေးနောက်ပိတ်တောက်ကြညနေဈေးနောက်ပိတ်9 3ည9 3လုံးပေါင်းခြင်း8ရယ်လို့ဖြစ်လို့8ရဲ့ပါဝါ3 83ထီတော့305ပဋိတဲ့နော်အဲ့တော့83အချိန်နဲ့305ပဋိဆိုရင်ကျွန်တော်တို့စဉ်းစားရမှာက32 30နဲ့ခွန်80နဲ့80နဲ့ခွန်ဆိုတဲ့ကဏ္ဍ၄ခွက်ကိုစဉ်းစားရပါမယ်လို့တစ်ချက်ပေါ့နော်အဲ့တော့တဲ့နောက်တစ်ချက်ပေါ့နော်အားလုံးပဲ comment ရေးနေတော့အခုအမများအားလုံးပဲမင်္ဂလာပါလို့နော်အဲ့တော့နောက်တစ်ချက်ကတဲ့ဒါလေးကိုကျွန်တော်တို့ကဘယ်ကဏ္ဍကတင်ခွက်ဖြစ်မလဲပေါ့နော်နောက်ဆုံးအဆင့်ကျွန်တော်တို့ကရန်ခွက်နဲ့တင်ခွက်ပေါ့ညီမျှအောင်တော့ကစားရမယ်ပေါ့နော်ဆိုတော့ဖောင်းပွဲတွေကလည်းများတယ်နောက်ထပ်တစ်မျိုးထပ်ထုတ်ပြရင်လည်းရသေးတယ်သို့တော့ဒါပေမဲ့ဒီကဏ္ဍထဲမှာပဲကျွန်တော်လှည့်ပြီးချုပ်ကွက်ကလေးနင်းမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်အကူတွေအမတွေကဏ္ဍချင်းနဲ့ထီမိမိရစေခြင်းလို့ပေါ့နော်အပြင်ကနေပြပေးတယ်ဆိုပေမဲ့ကျွန်တော်အနေနဲ့ကပြီးရောကျွန်တော်မပြပါဘူးဘယ်တော့မှကျွန်တော်အကောင်းဆုံးကိုပဲစဉ်းစားပြီးတော့ပြပေးတာပါနော်ဟုတ်ကဲ့ပါလို့ဒေါ်တင်ဝင်းမင်္ဂလာပါဗျာနော်အားလုံးပဲ comment ရေးနေတော့အကူအမများအားလုံးပဲမင်္ဂလာပါလို့နော်အဲ့တော့83ထီရဲ့305ပရိတ်ဆိုတော့ကျွန်တော်တို့ကတင်ခွက်တော့ကောင်းကန်းမရသေးဘူးပေါ့နော်တင်ခွက်မရသလိုနောက်တစ်ခုကရန်ခွက်ဆိုတာကလည်းဘာတွေဖြစ်လာအောင်မလဲဆိုတာစဉ်းစားအောင်မယ်ပေါ့နောက်တစ်ချက်ပေါ့နော်ညီပြတာလေးပြန်စဉ်းစားမယ်အဲ့တော့တဲ့နောက်တစ်ချက်သူနဲ့အလားတန်တူညီစွာသွားနေတာလေးတစ်ခုရှိပါတယ်တဲ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီပွဲမှာလည်းလာမေးကြတယ်လိုတရကြီးဖွဲ့ဝင်မခေါ်ဘူးလားပေါ့နော်ဆိုတော့ခေါ်ပါတယ်လို့ဘာဖြစ်လို့ခေါ်တာလဲဆိုတော့မွေးကနန်းကရှာသေးလို့ခေါ်တာပါကျွန်တော်ပေးမဲ့မွေးကနန်းဒီကျွန်တော်3ချက်တော့ညီအောင်ချုပ်နိုင်ပါသေးတယ်2ရက်ထဲထွက်ပြင်မဲ့ကျွန်တော်3ချက်တော့ညီအောင်ချုပ်ထားတယ်ကြိုက်ရင်လာယူမကြိုက်ရင်တော့လေသဘောပေါ့နော်8ခွန်ကိုကြိုက်တယ်တဲ့ဟုတ်ကဲ့ကောင်းပါတယ်လို့နော်8ခွန်လည်းကောင်းပါတယ်ဗျကြိုက်ရင်နော်ကောင်းတယ်အဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့ချုပ်လိုက်ရအောင်စဉ်းစားလိုက်ရအောင်ပေါ့နော်ကဏ္ဍကတော့နည်းနည်းလေးတော့ကျဲသွားမယ်သို့တော့တင်ခွက်တော့ရသွားမယ်နော်ကျွန်တော်အကူလေးအမတွေအဲ့တော့ကျွန်တော်တို့သူကတော့ဒီကစမယ်ပေါ့နော်ဒီလေးနှလုံးပေါင်းခြင်းရှိရလို့ဖြစ်လို့တဲ့ဒီပွဲမှာကျွန်တော်တို့က83ပရိတ်လို့ဆိုလိုက်တဲ့အချိန်မှာတဲ့နော်အဲ့တော့83ပရိတ်ပေါ့ကျွန်တော်အပေါ်ကနေတစ်ခါပြန်ချုပ်မယ်နော်83ပရိတ်လို့ဆိုလိုက်တဲ့အချိန်မှာတဲ့ဟောဒီကတောက်ကြနေညနေဈေးက64လို့ထွက်ချင်းကြောင့်နှလုံးပေါင်းခြင်း3ညတဲ့3ညနက်ခတ်ကခွန်းတဲ့သူကနက်ခတ်နဲ့ပြန်ယူတာเนาะတောက်ကြနေညနေဈေးရဲ့နှလုံးပေါင်းခြင်းကိုနက်ခတ်နဲ့ပြန်ယူတာပါအဲ့တော့3ညခွန်ထီတော့83ပရိတ်တဲ့သူကเนาะ3ညခွန်ထီတော့83ပရိတ်ဆိုရင်ကျွန်တော်တို့ကဒီမှာသေကြတာဒီတစ်ခွန်ဆိုတဲ့ကဏ္ဍဒီပရိတ်8ပါလို့เนาะတစ်ခွန်ဒီပရိတ်8 3ညခွန်ထီတဲ့83ပရိတ်ထဲကပေါ့เนาะညံ့လိုက်တယ်ဘောပင်ကိုကွာဘာမှတုံးမရအောင်အဲ့တော့ကျွန်တော်တို့နောက်တစ်ပွဲပေါ့ဒီ6ဒီ8နှလုံးပေါင်းခြင်းဒီ4ရယ်လို့ဖြစ်လို့ဒီမှာ4 9ကပဒိတ်ပေါ့နော်ဒီဘောပင်ဘယ်လိုဖြစ်တာလဲတစ်လုံးမှတုံးမရအောင်အဲ့တော့4 9ကပဒိတ်တဲ့နော်ဆိုတော့အဲ့4 9ပဒိတ်ကိုမှကျွန်တော်တို့ကပြန်ပြီးတော့စဉ်းစားလိုက်မယ်ဆိုရင်တဲ့တောက်ကြနေညနေဈေးမှာ89လို့ထွက်ချင်းကြောင့်နှလုံးပေါင်းခြင်း6တဲ့6ရဲ့နက်ခတ်9တဲ့6 9ထိတဲ့4 9ပဒိတ်တဲ့69ထိတဲ့4 9ပရိတ်ဆိုတော့ကျွန်တော်တို့86ဒီရဲ့69ထိတဲ့4 9ပရိတ်ထဲကပရိတ်4ပါတဲ့เนาะ6ထိရဲ့ပရိတ်4 86ပေါ့เนาะမတူညီဘူးเนาะစနစ်နှစ်ခုကမတူညီဘူးသို့တော့တင်ခွက်ကိုထုတ်မှာမလို့ဒါကိုကျွန်တော်လှည့်ချုပ်နေတာเนาะအဲ့တော့ဒီ6ဒီ9နှလုံးပေါင်းခြင်း1ရလို့ဖြစ်လို့ဒီပွဲမှာ16ကပရိတ်တဲ့เนาะစောနာကလည်းကျွန်တော်ပြတယ်ဒီ16ပရိတ်အကြောင်းအဲ့တော့16ပရိတ်
တောက်ကြနေညနေဈေးမှာ54လို့ထွက်ချင်းကြောင့်နှလုံးပေါင်းခြင်းက9ရဲ့နှစ်ခတ်က6 6ထိတဲ့16ပရိတ်တဲ့6ထိတဲ့16ပရိတ်ဆိုတော့ကကျွန်တော်တို့ဟောဒီမှာ56ဆိုတဲ့ကဏ္ဍဒီ6ထိတဲ့6ထိတယ်ပေါ့နော်16ပရိတ်ထဲကပရိတ်1ပါလို့နော်ဘာလို့ဒီပွဲတွေမှာကဏ္ဍတွေအကွက်ရည်တွေအများကြီးထွက်နေတာလဲလိုက်ထွက်နေတာလဲလို့ဆိုတော့စောနာကပြတဲ့ site နဲ့လိုက်ထွက်နေတာဒီ site နဲ့ site level သွားနေလို့ထွက်ရတဲ့အကြောင်းရင်းပါလို့ဒါကိုပြောချင်တယ်နော်အဲ့တော့တဲ့နောက်တစ်ချက်ပေါ့ဒီလေးဒီတစ်နှလုံးပေါင်းခြင်းဒီ9ရဲ့လို့ဖြစ်လို့ဒီပွဲမှာ9 3ညပဒိတ်လို့ဆိုလိုက်တဲ့အချိန်မှာတဲ့ကျွန်တော်တို့နော်တောက်ကြနေညနေဈေးမှာ94လို့ထွက်ချင်းကြောင့်နှလုံးပေါင်းခြင်း3ရဲ့နှစ်ခန့်9 35ထိတဲ့9 3ညပဒိတ်တဲ့အဲ့တော့9ဆိုတဲ့ကဏ္ဍဒီ35ထိတော့3ညပဒိတ်ပါလို့9ထိတော့3ညပဒိတ်ပေါ့နော်9လို့ထွက်တယ်တဲ့အဲ့တော့ဒီ3ဒီ9နှလုံးပေါင်းခြင်း8ရဲ့လို့ဖြစ်လို့83ကပရိတ်တဲ့ဒီပွဲထဲမှာပေါ့နော်အဲ့ဒီ83ပရိတ်ကိုမှတောက်ကြညနေဈေးက58လို့ထွက်ချင်းကြောင့်နှလုံးပေါင်းခြင်းက3ရဲ့နှစ်ခတ်က9 35ထိတဲ့83ပရိတ်တဲ့အဲ့တော့35ထိတဲ့83ပရိတ်ဆိုရင်ကျွန်တော်တို့က3ဆိုတဲ့ခဏန်းဒီ35ထိတဲ့83ပရိတ်ပေါ့နော်3ပရိတ်ပေါ့အဲ့တော့35ထိတဲ့ဆိုတော့3ထိတဲ့ပရိတ်က3ပေါ့နော်3ဆိုတော့အဲ့တော့နောက်တစ်ချက်တဲ့ဒီရှစ်ဒီတစ်နှလုံးပေါင်း9ရဲ့လို့ဖြစ်လို့9လေးကပရိတ်တဲ့တောက်ကြညနေဈေးမှာ3လို့ထိရင်းကြောင့်နှလုံးပေါင်းခြင်းက3ရဲ့နှစ်ခတ်က9အဲ့တော့35ထိတဲ့9လေးပရိတ်တဲ့35ထိတဲ့6လေးပရိတ်ဆိုရင်ကျွန်တော်တို့60နဲ့3ဆိုတဲ့ခဏန်းဒီ3ထိပါတယ်ပရိတ်6ပါလို့ဒီလိုပြောရမှာပေါ့နော်ဒါလှည့်လည်ပြီးချုပ်လာတာအဲ့တော့ကျွန်တော်တို့ဒီဘက်ကိုပြန်စဉ်းစားလိုက်တော့တဲ့ဒီ9ဒီ2နှလုံးပေါင်းခွန်ရယ်လို့ဖြစ်လို့ခွန်2ကပဒိတ်တဲ့နော်အဲ့တော့တောက်ကြညနေဈေးမှာ43လို့ရှိခြင်းကြောင့်နှလုံးပေါင်းခြင်းကခွန်ရဲ့နှစ်ခတ်ဒီ3ညခွန်3ညထိတော့ခွန်2ပဒိတ်တဲ့လာပြီနော်အဲ့တော့ခွန်စောစောကတော့ကျွန်တော်ရေးသွားတာဒီခွန်2ပဒိတ်ကို6လေးထိတဲ့ခွန်2ပဒိတ်ဆိုတော့39ဆိုပြီးတော့တောက်ကြမနေ့ဈေးမှာပြီးတာနော်ဒီကဏ္ဍကအဲ့တော့ဒီခွန်2ပဒိတ်ကြတော့ခွန်3ညထိတဲ့ခွန်2ပဒိတ်ဆိုတော့ကျွန်တော်တို့ကပရိတ်ခွန်ဖြစ်ဖို့အတွက်ကြတော့ခွန်ထိတယ်3ညထိတယ်3ညခွန်ဆိုတဲ့ခဏန်းကိုဇုံရလိုက်တယ်ပေါ့နော်ပရိတ်ခွန်တဲ့အဲ့တော့ဒီစနစ်2မျိုးပေါင်းရင်2ကွက်များထွက်နေမလားပေါ့နော်2ကွက်မထွက်ရင်တော့မှတင်ကွက်1မျိုးတော့ကျင်းတီထွက်ရမယ်လို့ခံမှန်းရပြီပေါ့ကျွန်တော်တို့ဘက်ကနော်အဲ့တော့နောက်တစ်ချက်တဲ့ဆိုတော့ဒီ3ဒီခွန်နှလုံးပေါင်းခြင်းဒီ3ည9ရဲ့လို့ဖြစ်လို့3ညရဲ့လို့ဖြစ်လို့3ည9ကပရိတ်တဲ့နော်တောက်ကြညနေဈေးမှာ50ကိုလို့ထွက်ချင်းကြောင့်နှလုံးပေါင်းခြင်းက4ရဲ့နှစ်ခတ်က2 4နှစ်ထိတဲ့3ည9ပရိတ်တဲ့အဲ့တော့4နှစ်ထိတဲ့3ည9ပရိတ်ဆိုရင်ကျွန်တော်တို့က2တလုံးနဲ့3ည9ပရိတ်ဆိုရင်တော့တဲ့23နဲ့28တဲ့ဒီမှာရှိပြီเนาะကျွန်တော်ရေးထားပြီးပြီအဲ့တော့4တလုံးနဲ့3ည9ပရိတ်ဖြစ်ခဲ့မယ်ဆိုရင်တော့41နဲ့46တဲ့เนาะကဏ္ဍကတော့6ကွက်ပေါ့6ကွက်ထဲမှာတင်ကွက်က23နဲ့28ပေါ့နော်3နှစ်နဲ့8နှစ်ပေါ့ဒါကတော့တင်ကွက်ပါလို့နော်မင်္ဂလာပါတားလေးဟုတ်ကဲ့ပါလို့ပန်းနေဆိုတဲ့အကောင့်မင်္ဂလာပါခင်ဗျာအားလုံးပဲနော်ကြည့်ရှုအားပေးတာကိုလည်းအကုန်လုံးကျေးဇူးတင်ပါတယ်ပြဖို့ရတော့တော်တော်လေးစဉ်းစားထားပါသေးတယ်နော်ဒါတည်းလည်းထပ်ပြီးတော့ကျွန်တော်ချုပ်ချင်ပါသေးတယ်ဒါပေမဲ့အခုကချုပ်ပြင်မဲ့အကွက်ကကျေသွားတယ်သို့တော့အကိုတို့အမတို့အတွက်တင်ကွက်တော့တွေ့သွားပြီလို့ထင်တယ်ပေါ့နော်ကဏ္ဍကကျွန်တော်ခါတိုင်းကဆိုရင်အကွက်တော်တော်များများပေးပါတယ်ဒါပေမဲ့လာမဲ့ပွဲမှာမြေစမ်းခရမ်းပြူပေါ့2ဦးကြီးလည်းဖြစ်တယ်နောက်တစ်ခုက2ဦးမှာထူးထူးခြားခြားကအရန်ရှာလို့လည်းမကောင်းဘူးပေါ့နော်အဲ့တော့ကျွန်တော်ကတော့မွေးကနန်း2ကွက်ကတော့လိုချင်တယ်ဆိုရင်အဖွဲ့ဝင်ဟောင်းနေလဲဘာမှမဟုတ်ပါဘူးနော်ပြန်တော့ဟိုင်းထားမဟိုင်းတဲ့သူတွေကတော့ကျွန်တော်မပို့တော့ဘူးကျွန်တော်တခါတည်းကြိုပြောတာဘိုင်ဘာတွေကလည်းပို့လုံးရင်ပြက်တယ်ပွင့်ပွင့်လင်းလင်းပဲပြောလိုက်ပြီနော်ဘိုင်ဘာတွေကလည်းပို့ရလုံးရင်ပြက်တယ်အဲ့ဒီခါကျတော့ကျွန်တော်ဘာမှပြန်မပြောတဲ့သူတွေကတော့ဒီပွဲကျွန်တော်ပယ်ပါပြီလို့နော်ဟိုင်းယုံလေးဟိုင်းရတာတော့မဟိုင်းချင်ဘူးဆိုရင်တော့တချို့တလေလဲပေါ့နော်ကျွန်တော်ပြောတာရှင်းရှင်းလေးကျွန်တော်ထမင်းကျွေးဘူးတဲ့သူတွေကျွန်တော်မမေ့ပါဘူးအဖွဲ့ဝင်ဟောင်းနေနော်အဲ့တော့တလောက်စားဘူးသူကျေးဇူးမမေ့တတ်တဲ့ကျွန်တော်ကမပို့ချင်လို့မဟုတ်ပါဘူးနော်ဘိုင်ဘာတွေကလည်းပြက်တယ်ဒါအမှန်တိုင်းပြောတာအဲ့ဒီခါကျတော့ကိုလိုချင်တယ်ဆိုရင်ဘာမှဟိုနေမဖြစ်ပါဘူးเนาะဟိုင်းယုံလေးပဲဟိုင်းရင်တော့ကျွန်တော်ကပို့ပေးတဲ့လူပါတိပါတယ်ကျွန်တော်အကြောင်းเนาะအဖွဲ့ဝင်ဟောင်းတွေကိုပြောတာเนาะအောက်ကနေဘာမဆိုင်ညာမဆိုင်လာဟိုင်းပြီးတော့မပို့လို့ဆိုပြီးတော့နင်းနေငါလေးနဲ့လာမလုံးနဲ့အဲ့တော့ကျွန်တော်လည်းမတတ်နိုင်ဘူးကျွန်တော်ကဘာမှလည်းပြန်ပြောမှာမဟုတ်ဘူးလာပြောလေเนาะကျွန်တော်ဒါပုံပွင့်လင်းလင်းပဲပြောတာ
အဲ့တော့ကဲဟုတ်ပါပြီလို့နော်နောက်ရက်ကြတော့ကျွန်တော်ချုပ်ကွက်ကလေးတွေလည်းနင်းပေးပါမယ်ကာမကျော်တို့ဟူးမကျော်တို့တဖြည်းဖြည်းနင်းပေးမယ်နော်တနေ့တဲ့တနေ့ကျွန်တော်တွေ့တာလေးတွေကိုအကောင်းဆုံးစူးစမ်းပေးမယ်ဒါပေမဲ့လောလောဆယ်တော့လက်ရှိအခြေအနေရတော့မွေးကနန်းကိုတော့ကျွန်တော်အဲ့ဒီလိုထုတ်ချင်ပါတယ်လို့နော်မဟိုင်းတက်ဘူးတဲ့မဟိုင်းတက်ရင်လည်းတွေ့ရတာကောက်ရေးလိုက်နော်တုတ်ချောင်းဝါလုံးတုတ်ချောင်းဘူးဒီငပေါင်းပေါ့ဘာဖြစ်ဖြစ်ရတယ်တွေ့ရစာကိုပိတ်နှိပ်လိုက်ရင်ကျွန်တော်စီရောက်လာဖို့ပဲအရေးကြီးတာပါအဲ့တော့တဲ့ကျွန်တော်တို့လာမဲ့ပွဲကတဲ့20ရက်ပေါ့နော်20ရက်မှ24ရက်ပေါ့နော်အဲ့တော့တဲ့ပဒိတ်အနေနဲ့ကတော့တဲ့ကျွန်တော်9-3ညပရိတ်ကိုပေးခဲ့ပါတယ်လို့နော်9-3ညပရိတ်ထဲကနေမှကျွန်တော်ရေးပေးပါမယ်အဲ့တော့အထူးမွေးရမှာကတော့ဒီနှစ်ကွက်ပေါ့နော်သူ့အောက်မှာရံပြီးတော့ပေါ့သူ့ရဲ့ထိုးရင်းကိုရံပြီးလိုက်ပြီးမွေးစေချင်တာလေးတွေကတော့ဟုတ်မယ်လို့ထင်ပါတယ်တဲ့မှားမှလည်းစိုးရသေးတယ်နော်ဟုတ်ပြီအဲ့တော့နောက်တစ်ချက်ပေါ့နော်အဲ့တော့တဲ့နော်အဖွဲ့ဝင်အစ်စ်ဝင်ခြင်းတဲ့အကူတွေအမတွေပေါ့နော်မွေးကနန်းနှစ်ကွက်ထဲကိုပိုင်းပိုင်းနိုင်ထိုးခြင်းနဲ့ဆိုတဲ့အကူတွေအမတွေအတွက်လည်းကျွန်တော်အနေနဲ့အဖွဲ့ဝင်ဖို့အတွက်နံပါတ်ရေးပေးခဲ့ပါပြီလို့နော်ဆက်သွယ်ရန်လိပ်စာရေးပေးခဲ့ပါမယ်တလုံးကပါတယ်ခုငါခုကဲဟုတ်ပါပြီလို့နော်ဆိုတော့အားလုံးပဲပေါ့နော်ကြည့်ရှုအားပေးနေတော့အကိုအမများအားလုံးပဲပေါ့နော်ကြည့်ရှုအားပေးနေတော့အကိုအမများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်းနဲ့ပေါ့နော်ကျွန်တော်ရဲ့လိုက်တွင်ပြသမှုကိုဒီမှာတင်အဆုံးသတ်ခဲ့ပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေအောင်မြင်ကြပါစေဗျ